ကဲယောက်ျားရဲ့အုံနောက်နဲ့မိန်းမရဲ့အုံနောက်အကြောင်းပြောပြယောက်ျားလေးတွေအုံနောက်ကဘူးလေးတွေနဲ့သူကတတ်မှတ်တယ်သူတို့မှာဘူးလေးတွေရှိတယ်ဘူးလေးတွေအများကြီးရှိတယ်သူမှာဒီဟာငါးမြားတာဒါကားပြင်တာဒါကွန်ပျူတာကစားတာဒါ TV ကြည့်တာဒါကတော့အားကစားလုပ်တာစုံမဲ့ပေါ့နော်ဘူးတွေရှိလားရှိတယ်အဲ့ဘူးလေးတွေကနော်ထားပါတော့ तू ကကားပြင်မယ်ထားပါတော့နော်ကားပြင်မယ်ဆိုရင်ကားပြင်နဲ့ဆိုင်တဲ့ဘူးကို तू ကဆွဲထုတ်သူကားပြင်တော့တေချာဘူးလေတေချာထုတ်ဘာနဲ့မှမထိရအောင်ဘေးကဘူးတွေမထိဘူးထုတ်ပြီးတော့မှ तू ကကားပြင်ပြီးတော့ပြီးသွားပြီဆိုရင်ပစ္စည်းကိုလုံးပြန်ထည့်ပြီးဘူးလေတေချာပြန်ထည့်အဲ့ဒါကယောက်ျားတွေကအဲ့လိုသွားတယ်နော်ပြီးမှနောက်တစ်ခုပေါ်လာတယ်ဟလာတစ်ခုပေါ့ထားတော့ဂီတာတီးမယ်ဘူးလေးပြန်ထုတ်ပြီးတော့ဂီတာထုတ်လိုက်တယ်ပြီးတော့မှဂီတာတီးတယ်ဂီတာတီးလို့ပြီးတော့ပြန်ပြီးတန်ရှင်းလို့ပြီးတော့မှဘူးလေးတွေပြန်ထည့်ပြီးတော့ပြန်ထည့်ရှင်းလားအဲ့ဒါယောက်ျားတွေအဲ့တိုင်းပဲမိန်းမတွေကအဲ့ဒါနားလည်ပေးပါနော်မိန်းမတွေကကြတော့သူကဘူးလေးတွေမရှိဘူးသူကအဆက်ကလေးရှိတယ်အဆက်ကလေးတွေရှိတယ်ဒီဆက်လေးကထမင်းချက်တဲ့အဆက်ဒီဆက်ကအိမ်ရှိရလူတယောက်လာပြီးသတင်းစာပို့မဲ့အဆက်ဒီဆက်ကတော့ဟိုကျခဲ့တဲ့ဘက်ကဆရာဇော်မင်းပြောတော့တဲ့စကားကိုစဉ်းစားနေတာဒီဆက်ကတော့ခလေးငိုလားမငိုလားကိုစောင့်နေတာနော်အဲ့တော့ तू ကဘယ်လိုဖြစ်လဲဆိုတော့ဒီအဆက်ကိုဟင်းချက်နေနဲ့ तू ကနေထိုင်နေ तू အိမ်ရှိမှာဘယ်သူလာလဲဆိုတော့ तू စောင့်နေနားထောင်နေ तू ဒါပေမဲ့ तू ဘာလုပ်နေလဲအဝတ်လျှော်နေဟင်းချက်နေတယ်ဟင်းချက်တော့အဝတ်ကလည်းလျှော်ထားတော့ဟင်းအဝတ်လျှော်တဲ့ဆက်တံဝဲ तू နားထောင်နေပြီးတော့မှ तू ကတခြားဆရာဇော်မင်းတရားဟောချက်ကိုနားထောင်သေးတယ်အဲ့ကျော် TV ဖွင့်ထားသေးတယ်ခလေးတွေကိုတော့ तू စောင့်သေးတယ်အဖွားလာမလားမလားလို့စဉ်းစားတယ်နေ့ပြန်ဟင်းဘလို့ချက်ရမှ तू စဉ်းစားတယ်နောက်တစ်ပတ်ကျရင်ဘယ်သွားရင်ကောင်းမလဲ तू စဉ်းအိမ်ဆောက်ရင်ကောင်းမလားမကောင်းဘူးလား तू စဉ်းစားအဲ့ဒါနဲ့ပဲ तू ကသွားနေ तू အဲ့လိုသွားတယ်ဘယ်လိုသွားလဲအဲ့လိုသွားတယ်အားလုံးဆက်တခုစဉ်းစားတော့စဉ်းစားရတာအဲ့တော့ तू ကဇက်ကနေရပ်ပြီးတော့မှယောက်ျားကိုပြောတယ်ယောက်ျားကားပြင် तू ကဒီမှာအဝတ်လျှော်နေတော့ဘာနဲ့နောက်တယ်လဲဆိုတော့ပဲဟင်းချက်ထားတာအိုးကယိုပြီလားဝေပြီလားမိတကယ်တာနဲ့ဝေတဲ့ဟာလို့ तू နားထောင်နေရှေးကြတော့ယောက်ျားရေပဲအိုးတင်နေတယ်လောက်ပေးလိုက်ပါအိုးဟိုကောင်ဘာလို့လဲသူ့အိုးလေး तू ထုတ်ပြီးတော့မှတေးချာနားထောင်ပြီးတော့မှမိမပြောတော့ तू မကြောက်မကြောက်တော့ယောက်ျားဟိုမှာပဲဟင်းတင်ထားတာရသေးဘူးဒီမှာတကယ်တော့အဝတ်လျှော်တယ်နော် तू ကအဝတ်လျှော်တဲ့အချိန်မှာ TV လည်းကြည့်သေးတယ် तू အဲ့တော့မှ तू ကြားတော့โอเคဆိုပြန်ဖြည်းဖြည်းပြန်ထည့်ပြီးတဲ့ခါမှာဒီကလောင်နေပြီမိမအိုးကလောင်သွားပြီမရဘူးလားငါပြောသားပဲအိုးပြေးတာမဟုတ်ဘာညာယောက်ျားဟမ်ဘာပြောရလဲဆိုယောက်ျားက single task ယောက်ျားတိုင်းက single task တစ်ခုပဲစဉ်းစားတတ်တယ်နှစ်ခုစဉ်းစားရင် confuse ဖြစ်သွားတယ်တော့ယောက်ျားတွေကားမောက်လို့ရှိရင်တယ်လီဖုန်းသိမ့်မကိုင်နဲ့ကားတိုက်တတ်တယ်ဟုတ်လားမဟုတ်လားမိမလည်းကြတော့မလေးဖုန်းကလည်းပြောရတယ်နောက်တစ်လုံးကတက်လှုပ်တယ်ကားလည်းမောင်းနေတယ်နောက်ဆေးလေးလည်းတောက်သေးတယ်ပြီးတော့မှန်းဖွင့်ပြီးတော့အမုတ်တွေလှုပ်နေတယ်မိမတွေက multi task ဒါပေမဲ့အဲ့ဒါကိုကျွန်တော်နားမလဲတော့မိမတွေကဘာထင်လဲဆိုတော့ယောက်ျားတွေလည်းငါတို့လိုပဲတခါကျရင်မိမတွေကခေါင်းစဉ်မပြောပဲပြောတဲ့မိမတွေရှိတယ်ရှိလားမရှိဘူးလားယောက်ျားတွေခေါင်းချိန်တယ်ကြတယ်နော်ဟုတ်လားမဟုတ်လားဟမ်တခါကြောက်ရှင်လေသမင်းစားနေတာ
ဒီနေ့နေဟိုဆရာလာတော့တယ်တိလာပါညာဟုတ်တယ်ဘာညာပြောနေတယ်မနေ့တော့ရှင်သွားပြစ်သလားဟိုဆရာလာတော့ရှင်သွားပြစ်သလားမဟုတ်ဘူးလေမနေ့ညပြောထားတယ်လေသမီးကိစ္စကြောင်းသွားရမယ်လေသွားပြစ်သလားမေးတာအဲ့တော့ဘာလို့ဆိုမိမကနော်မနေ့တော့ဆရာလာသွားတယ်ဆိုတဲ့စကားကို conversation ထဲမှာပြောနေရင်သူ့သမီးမနေ့တုန်းကကြောင်းသွားမယ်ဆိုတော့ဒီနေ့ပြောထားတဲ့ဟာကို तू သတိရတော့ခေါင်းစဉ်မပြောယောက်ျားလာမေးလိုက်တယ်အဲ့တော့ယောက်ျားသူ့ဘူးကပြန်မသိရသေး तू သူ့ဘူးတိုင်းမိလားမသိရသေးတော့ဘယ်မှာရှိလဲမနေ့ကဆရာလာပြီးစကားပြောတာတော့ဘယ်တော့ရှိသေးတယ်အဲ့တော့မိမအဲ့လိုမေးလိုက်တဲ့ခါမှာ तू အဖြေမရှိဘူးမိမဘာပြောရလဲရှင်းပြောထားတယ်လေခလေးကိုမှတော့ပြောပါခေါင်းစဉ်လေးလည်းပြောပါဦးရံဖြစ်ပြီအဲ့ဒါအကြီးကျယ်ရှင်ကခလေးတွေကိုစိတ်ဝင်စားဘူးဘာလို့ဆိုတော့တကယ်တော့မဟုတ်ဘူးဒီကောင်စိတ်ဝင်စားတာမဟုတ်ဘူးစိတ်ဝင်စားတယ်သို့တော့ तू ကမလုပ်တတ်ဘူးသူ့ရဲ့အုံနောက်က single task ဒါကိုကျွန်တော်တော့မယောက်ျားကိုခေါ်ပြီးခိုင်းချင်ဘယ်တစ်ခါခိုင်းရမလဲ3ခါယောက်ျားရေလှုပ်ပေးပါကျွန်တော်ကြားချင်မှကြားလိမ့်မယ်ယောက်ျားရေလှုပ်ပေးပါယောက်ျားရေလှုပ်ပေးပါအဲ့တော့မှဒီကောင်ကြားရချမယ်အဲ့တော့မှသူအသားလေးထည့်ချက်လိုက်မှာနော်ဟုတ်ပြီလား3ခါမှအေးငါလှုပ်ပေးမယ်ဆိုတာမကြားသရွေ့ရအောင်ခိုင်းပါပြန်ပြောမယ်နော်တင်တို့ပြောလိုက်တဲ့စကားကိုကြားမယ်မထင်နဲ့ဘာလို့ဆို तू ကအဲ့ဘူးကိုထုတ်ပြီးတော့ပြန်မထည့်ရသေးဘူးအဲ့ထက်မှအရေးကြီးတဲ့တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘူးတစ်ဘူးရှိတယ်အဲ့ဒါ empty box လို့ခေါ်တယ်အဲ့ထက်မှဘာမှမရှိဘူးယောက်ျားတွေအတွက်ဒီမှာရှိတယ်နော်ဒါတွေဟာလားကားပြင်နာတို့ပေါ့အခုရှိတယ်ဒီတဘူးရှိတယ်အရန်ကြိုက်တယ်သူကအကြိုက်ဆုံးပဲဘာမှမရှိတဲ့အချိန်မှာအဲ့ဒါအရန်ပင်ပန်းတဲ့အချိန်မှာတချို့ယောက်ျားတွေယောက်ျားတိုင်းကအရန်ပင်ပန်းတဲ့အချိန်မှာအဲ့ဒီဘူးလေးကိုသူထုတ်တယ်တားလေးထုတ်ပြီးတော့ငုတ်တုတ်ထိုင်းဘာမှမရှိတဲ့မှာအဲ့ဒါနားနေတာအဲ့တော့ဘေးနားမှာလာပြီးမိန်းမဘာလုပ်ပေးရမလဲကိုဘာလို့ကော်ဖီတောက်ချင်လားကိုအဲ့ဆိုနေအိုးဒီမှာဒါမိန်းမကြည့်တော့ဘာမှမလုပ်ဒီကောင်နားလာမလို့ဘာအလုပ်မှမလုပ်ဘူးငုတ်တုတ်ကြီးထိုင်နေတာအဲ့ဒါ तू နားနေတာဒါပေမဲ့ဘေးမှာအလိုက်သိတဲ့ကဘာလို့လဲမိန်းမလေအလိုက်သိတယ်မလားဆိုတော့ဘာလို့ပဲကော်ဖီယူပေးရမလားဘာစားကြလို့ဘာမဖြစ်လို့လဲလာပြီးအဲ့ဒါအစုံရောအမတော့ဘာမှမဖြစ်ဘူး तू ဘာလုပ်နေတာလဲအဲ့ဒီ empty box ထဲမှာအရန်ကြိုက်တယ်ဘာမှမရှိဘူးအဲ့ဒါ blank ဘာလို့ဆိုတော့တခါလေးမှာယောက်ျားတွေကလေဘာမှမရှိတော့တွေးတယ်မထားအဲ့ဒါဟုတ်လားမဟုတ်လားယောက်ျားတွေတခါကျရင်ငါးသွားများတယ်ဆိုအဲ့ဒါလုပ်တာငါးများတဲ့ယောက်ျားရှိလားဟုတ်လားမဟုတ်လားအဲ့ဒါနားနေတာတခါတလေမှရှိသေးတယ် TV ရှေ့မှာလေဟိုကနှိပ်ဟိုကဘာမှလည်းကြည့်တာမဟုတ်ရှောက်နှိပ်အဲ့ဒါဘာလို့လဲ empty box အဲ့ဒီချိန်မှာမိန်းမတွေကကူညီချင်တော့ဘေးနားမှာတော့မေးတတ်တယ်ငါယောက်ျားဘာလို့ချင်လဲအဲ့ဒါကိုအရန်စိတ်ဆိုးတယ်မကြိုက်ငါနေနေတာနေဘာလို့လာရှုပ်တာလဲမဟုတ်ဘူးလေရှင်ဘာလို့လဲကော်ဖီတောက်မလားလက်ဖိတ်တောက်မလားမဟုတ်ဘူးငါမောလို့နေနေတာအဲ့လိုချိန်မှာလေသွားပြီးတော့မပြောနဲ့ထားလိုက်သူမောပြေသွားတဲ့ခါမှာပြန်ပြီးတော့အဲ့ဘူးလေးပြန်ထည့်လိုက်တယ်ဘာရှိလဲဘာမှမရှိဘာတွေးလဲဘာမှမတွေးဘူးဘာမှကိုမတွေးတဲ့ကာလယောက်ျားလေးမှရှိတယ်အဲ့ဒါဘုရားသခင်ဖန်ဆင်းတာလည်းအဲ့တိုင်းပဲမိမတွေဖန်ဆင်းတဲ့အခါမှာအရန်တော်တယ်ခလေးအော်တဲ့အတန်သူကြားတယ်အိမ်ရှိမှာဘဲလာနှိပ်တာသူသိတယ်နော်သတင်းစာပစ်ချသွားတာသူတွေ့ထားတယ်ပြီးတော့မှနောက်တစ်ပတ်မှာဘယ်သူလာမလဲသူစဉ်းစားထားတယ်ဘုရားဖန်ဆင်းထားတယ်သူအထောက်မှလေအဲ့ဒါကိုလည်းကိုနားလေဖို့လိုတယ်ဒါတော့အမှုတော်ဆောင်နေတော့လည်းကောင်းယောက်ျားတွေတခါလေးမအိမ်ပြန်ရင် empty box မှာဖွင့်ခင်သူတို့ပြောချင်တာပြောပါစေနားထောင်ပေးပါ
ပြောမယ်သူတို့အိမ်ရောက်တယ်စပြောမယ်ဟိုကလေးကဘာဖြစ်တယ်ဒီကလေးပါ6ယောက်ဆိုတော့ပြောမှာနော်ဟိုမှာ6ယောက်ဟုတ်တယ်မလားဒီကလေးကဘာဖြစ်တယ်ဒီအိမ်မှာဘာဖြစ်တယ်လူကြီးကဘယ်လိုဖြစ်တယ်ဘယ်လိုပြီးတော့မှရန်ကုန်ကအမျိုးကိုပြောမယ်ပြီးတော့မှအင်းစေကအမျိုးကိုပြောမယ်ပြီးတော့မှပြန်ရောက်လာမယ်ပြီးတော့မှဟိုဘက်မြို့ကပြောအဲ့ဒါခေါင်းစဉ်တွေမပါပါဘူးခေါင်းစဉ်တွေမပါဘူးတခါလေးမှာခေါင်းစဉ်မပါဘူးဖြစ်တတ်တယ်ဒါပေမဲ့တင်နားထောင်သူကြိုက်တယ်ပြီးတော့ရှင်နားလေလားဆိုနားလေတယ်အဲ့လောက်ပြောလိုက်နောက်နေ့မေးသည်မမှတ်ပြီးတော့အဲ့ဒါကသူတို့ပြောချင်တယ်အဲ့တော့ companionship လို့ခေါ်တယ်ယောက်ျားတွေကပြောတာကိုကြိုက်တဲ့ခါရှိတယ်မကြိုက်တဲ့ခါရှိတယ်မကြိုက်ဘူးဆိုတာကကိုကအဲ့ထက်ဝင်သွားပြီလို့ရှိရင် तू ကမောင်းထုတ်လိုက်တယ်ဒီခါကျတော့ဘာလို့ तू က empty box မှာနေတဲ့ကာလရှိတယ်အရမ်းမောရင်လောက်တတ်တယ်အဲ့ဒါနော် stress များရင်လောက်တတ်တယ်အဲ့လို stress များတော့ယောက်ျား stress များတယ်တိတော့ကိုအလိုက်တိပြီးတော့လိုက်လုပ်ပေးတဲ့ခါပြဿနာပိုကြီးလာတယ်နော်ဆိုတော့ယောက်ျားအုံနောက်နဲ့မိန်းမအုံနောက်အကြောင်းသိပြီလားသိပြီမိန်းမအုံနောက်ကဘယ်လိုလဲဘီရှောက်သွားနေတာနော်ဘာတော့ဆိုသူတို့အတွက်ကအမြဲတမ်းစဉ်းစားဘာလို့ support လုပ်ဖို့စဉ်းစားလေအမြဲတမ်း support လုပ်ဖို့စဉ်းစားဆိုတော့တကွက်ကြော်မြင်လားမြင်တယ်တကွက်ကြော်ယောက်ျားလေးတကွက်ကြော်မြင်လားမမြင်ဘူးနော်ဘာမဆိုကိုတကွက်ပဲမြင်တယ်တကွက်နောက်တကွက်မမြင်ဘူးဟာလားနောက်တကွက်မြင်ဘူးမိန်းမတွေမြင်လားမြင်တယ်ဆိုတော့ဒါဘုရားရှင်ဖန်ဆင်းထားတာဖြစ်တယ်ဒါတော့နားလည်ပေးပါတယောက်တယောက်နော်ဟိုချီးမြှောက်ပေးပါမာစာပေးပါတယောက်တယောက်ဟိုဝန်ခံပေးပါမိန်းမကြိုက်တာကိုလုပ်ပေးပါ